time is money ဆိုတဲ့စီးပွားရေးစကားလုံးကအချိန်ကငွေပါပဲအချိန်ကောင်းအခါကောင်းကိုအသုံးချပါလို့ကျွန်တော်နားလည်ထားပါတယ်အမရာဘေးမှာကြိုပွိုင်းရစ်ကြနဲ့ဝယ်ယူပြီးအမျက်ရလို့ပြန်ရောင်းသူတွေရှိသလိုပြန်ငှားသူတွေလည်းရှိနေပါပြီဟုတ်ပါတယ်ဒါကြောင့်တာဝါ3မှာအယောင်ဖွင့်လို့ကျွန်တော်တို့ Union House မြန်မာကမိတ်ဆွေတို့အကျိုးရှိစေဖို့ရှေ့ထားပြီးဒီဗီဒီယိုလေးနဲ့ဖော်ပြခြင်းဖြစ်ပါတယ်စင်ဘယ်ရုံးလေးကိုကျွန်တော်တို့တူတွားကြည့်ကြမယ်ခင်ဗျာဒါကတော့ကျွန်တော်စတူဒီယိုရုံးလေးကိုရောက်နေတာပါအခုဒီမှာဆိုရင်အခန်းတိုင်းကိုကျွန်တော်တို့ password key system ပါပါမယ်ငွေချင်းမှာဆိုရင်ဗီဒီယိုအန်တာကွန်လေးလည်းရှိပါတယ်ဒါကအရှင်မတွေကြိုက်ကျယ်ဝန်းလာတဲ့ဒီပုံစံဖြစ်ပါတယ်ဒီမှာဆိုရင်ညှော်ဆွတ်လေးပါတယ်နော်ဒီမှာသူ့ဘာလို့တည်ပစ္စည်းလေးထည့်လို့ရအောင်စီစဉ်ထားပါတယ်ဗီဒီယိုလေးပါတယ်ပေါ့နော်ဒီမှာအဲကန်လေးသူ့ဘာလို့ကြစ်လေးနဲ့ကျယ်ဝန်းတယ်တော်တော်လာတာပဲရှုကင်းဒီမှာတရားရှုကင်း river view ကိုအပြည့်အဝခံစားချက်မျိုးရရှိမှာဖြစ်ပါတယ်ဗျာဒီမှာဆို city view လေးလေးကတဖူးတဲ့ပင်မနာတွေအကုန်ပြောက်ကုန်ပြီဗျာအရန်ကိုနေချင်းဆိုပဲကောင်းတာနော်ဒီမှာ TV ထားဖို့ space လေးလည်းလောက်ထားပေးတယ်မိသားစု2ယောက်3ယောက်လောက်နေလို့ရတယ်ဗျာနော်3ယောက်ဆိုတာကတော့ကျွန်တော်တို့ baby လေးပေါ့နော်ကိုယ့်ရဲ့မီသားလေးနဲ့နေလို့ရတဲ့ခန်းလေးပေါ့နော်သူ့ဖောင်ကြည့်နေလောက်ထားတယ်ဖွဲ့စည်းဝင်ရန်ကောင်းတယ်ဒါဆိုရင်ကျွန်တော်တို့နောက်ထပ်ကျွန်တော်တို့2 bedroom ကိုသွားကြည့်မယ်နော်2 bedroom အခန်းမျိုးစားကတော့ city view ကိုမြင်တွေ့ခံစားနိုင်တဲ့အခန်းအမျိုးအစားရဲ့ river view ကိုမြင်တွေ့ခံစားနိုင်မဲ့အခန်းမျိုးစားရဲ့ရွှေတကုံဖျားကိုနေ့စဉ်ဖူးမြော်လို့ရတဲ့အခန်းမျိုးစားဆိုပြီးတော့အခန်းမျိုးစား3မျိုးရှိပါတယ်ခင်ဗျာဒါကတော့4 bedroom ဖြစ်ပါတယ်နော် living room အကျယ်ကြီးပဲစင်လက်ဟိုက်လေမြင့်နေဗျဒီမှာဆိုရင် TV စင်အကြီးထားလို့ရတယ်လေအရန်တိုက်တယ်နော်ကျွန်တော်တော့နည်းနည်းအေးလာပြီဗျဒီမှာစိုက်ခေါ်ဖေး Star City အိမ်ယာဒါက view က city view လည်းရမယ်ရေဝ view လည်းရမယ်ပင်လယ်ဝ view လည်းရမယ်တရား view လည်းရမယ်အရန်ကောင်းတယ်ဗျာဒါကတော့အင်ရှင်မတွေကြိုက်ကျွန်တော်ပြောနေကြအတိုင်းပဲပေါ့နော်မိဖို့ကန်ကြည့်ကြဖြစ်ပါတယ်တော့စုပ်စက်တွေလည်းပါမယ်ပေါ့နော်ဒီအနောက်မှာလည်းဝရဏတစ်ခုရှိတယ်ဝရဏမှာလည်း city view မြင်ရတယ်ဒီခန်းကိုဝယ်ဖို့ဘာတွေစဉ်းစားနေဦးမှာလဲနော်ဒီမှာက master bedroom တစ်ခန်းပါဒီမှာ brain box တွေရပါတယ်ရမ်းမိုက်တယ်ဒီမှာပတ်တက်ပါတဲ့ဒီချိုကန်းအိမ်နာနော်ဒီမှာရေချိုကန်းအိမ်နာcommon bedroom နဲ့တွဲရထားတော့ master bedroom နှစ်ခန်းရတဲ့ပုံစံဖြစ်သွားတယ်နော်ဒီမှာဆိုရင်ဒါ single bedroom brain box တွေပါတယ်နင်းထိန်းနေရပဲအရန်ကောင်းတယ်ဗျာမစင်းသားတော့နော်ဒီ4 bedroom ကိုဝယ်ပါကျွန်တော်တို့ discount တွေအများကြီးရအောင်စီစဉ်ထားတယ်နော်အခုဒီဗီဒီယိုထဲမှာမိတ်ဆွေမြင်တွေ့ရတဲ့ facility နဲ့အခန်းအမဲ့ပုံစံလေးတွေတွေ့ပြီးသွားပြီဆိုတော့ကိုယ်တိုင်လာရောက်လေ့လာဖို့နဲ့ဝယ်ဖြစ်တဲ့အခါမှာတန်ပေါင်းများစွာတက်တာခွင့်ရဖို့အတွက်အခုပဲ Union House မြန်မာဖုန်းနံပါတ်0950322256နဲ့0978930766ကိုအချိန်ဆွဲပဲဆက်သွယ်လိုက်ပါခင်ဗျာ time is money နော်မိတ်ဆွေ